မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဘေးရင်းရည်နဲ့ပတ်သက်ပြီးကြာတာပရိသတ်သမီးများရဲ့စီးပွားရေးလူမျိုးကျန်းမာရေးနဲ့ဆိုင်ရာတပတ်တာကန်ဆာတာဟော့စတန်လေးတွေကိုဝင်မြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အစီအစဉ်လေးမစခင်မှာကျွန်တော်ရဲ့စစ်ပိုင်းဘေးရင်းနဲ့ဂမ်ဘီယာဘူးတာ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာကျေးဇူးပြု၍စစ်ပိုင်းဘေးရင်းနဲ့လက္ခဏာဂမ်ဘီယာဘူးတာ channel လေးကို like and subscribe လေးလုပ်ပေးထားကြပါအောင်ခင်ဗျာ22ရက်5လ2025ပြီးတော့28ရက်5လ2025ရက်အထိကြာသပတေးသားသမီးများရဲ့တပတ်တာကန်ဆာတာအနေနဲ့ကတော့ရည်ရထားတဲ့အကြံစီများအလောက်ကန်များအားလုံးနှိပါအကျိုးပေးအောင်မြင်ခြင်းကိုရရှိမှာဖြစ်ပါတယ်။တိုးလောင်ပစ္စည်းများရောင်းဝယ်ခြင်းတွေကနေအများရရှိနိုင်တဲ့ကာလဖြစ်ပါတယ်။ထီပေါက်ရည်တော်၎င်းငွေကြေးအဝင်ကိန်းတွေရှိနေပတ်တပါတယ်။အမွေအတွက်မြေအတွက်အကြီးကိန်းများနဲ့စကားအကြီးအကျယ်များကိန်းတွေလည်းရှိမယ်။ပညာရေးအနောက်အရှက်ပေါ်တတ်ပါတယ်။ပြဿနာများပြန်လဲဖြည့်ရှင်းပေးမဲ့သူတွေရောက်ရှိလာတတ်ပါတယ်မကြခင်မှာတော့အခြေရေးတွေတာယာနိုင်ပါတယ်ကျမ်းမာရေးအနေနဲ့မျက်စိနာခြင်းအပူကန်ခြင်းတွေဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်တပတ်တာလက်ပွင့်ရအရက်ကတော့မြောက်ရက်ဖြစ်ပါတယ်ရန်ပေါ်ရအရက်ကတော့တောင်ရက်ဖြစ်ပါတယ်မင်္ဂလာရေးရာကိစ္စအဖျားဖျားတွေကိုဆောင်ရွက်နိုင်တဲ့ဆောင်ရွက်ရကိန်းဒါမှမပါဝင်လောက်ကန်ရပြီးတွေကြုံရောက်တဲ့တပတ်တာဖြစ်တဲ့ဖယားစီဒီနဲ့အစပေါ့နော်လူနေအိုးအိမ်နေတိဆောက်မှုအဖျားဖျားလောက်ကန်နိုင်တဲ့အချိန်ကာလဖြစ်တဲ့ထီတော်ပြင်းချင်းထီတော်တင်ချင်းတွေကိုလည်းပါဝင်ပတ်ခဲ့ရတာလောက်ဆောင်ရတာတွေကြုံရနိုင်ပါတယ်အတတ်ပညာအသိပညာတစ်ခုကိုသင်ကြားရခြင်းရှိတဲ့ပစ္စည်းလောင်ခြင်းဂိုးတောင်တွင်းချင်းတွေမပြုတ်လာပါပစ္စည်းတွေတိုးလောင်လာတဲ့ဒီဘက်တွေမှာမလောက်ပါနဲ့ဆုံးရှုံးနေတာကိန်းတွေကြုံရတတ်ပါတယ်စာရက်စာတမ်းလက်မှတ်ထိုးခြင်းအာမခံခြင်းတွေကိုတတ်နိုင်သလားရှောင်ပေးပါအကျိုးပေးကနန်းအနေနဲ့က83နှစ်ကနန်းတွေဖြစ်ပြီးတော့အကျိုးပေးအယောင်အနေနဲ့ကတော့အဝါရောင်ဖြစ်ပါတယ်ကံကောင်းစီရင်ရရီယာအနေနဲ့ကတော့ပဲသီးကြော်တပွဲအင်္ဂါဖျားတင်လှူဒန်းကလိုရာစုကိုတောင်းနိုင်ပါတယ်ခင်ဗျာကျွန်တော်အစီအစဉ်လေးဒီနေ့ဒီလောက်ပါပဲခင်ဗျနောက်အစီအစဉ်များဆက်လက်အားပေးနိုင်ရတော့ကျွန်တော်စစ်ပိုင်းဘေးနေနဲ့ဂမ်ဘီယာဘူးတာ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ